နင်းမြိုင်ဆိုတဲ့အမျိုးသမီးလေးကလမ်းဘေးမှာဗိုက်စာနေတဲ့သူတောင်းစားလေးတယောက်ကိုတနာလို့သူမမှာရှိတဲ့နောက်ဆုံးလက်ကျန်ပေါင်မုံလေးကိုပေးလိုက်တာအဲ့ဒီမှာတင်ထူးဆန်းတာကအဲ့ဒီကလေးကပေါင်မုံစားပြီးတာနဲ့ဝါထိန်နေတဲ့အလင်းတန်းကြီးဖြစ်သွားပြီးနင်းမြိုင်ရဲ့ဗိုက်ထဲကိုတိုးဝင်သွားရောပြီးတော့ဗိုက်ထဲကနေကလေးအတန်လေးထွက်လာတာဒီနေ့ကစပြီးမေမေကကျမအမေပဲကျမရှိရင်ဘသူမှမေမေကိုအနိုင်ကျင့်လို့မရစေရဘူးတဲ့အဲ့ဒီကလေးကသူဟာကံကောင်းတဲ့ကျေပွင့်လေးဖြစ်ကြောင်းနဲ့နင်းမြိုင်ကိုအစွမ်းအထက်ဆုံးအမေဖြစ်အောင်လုပ်ပေးမယ်လို့ကတိပေးလိုက်တယ်အဲ့ဒီလိုနဲ့ကိုဝင်ရှိပြီဆိုတာသိတာနဲ့နင်းမြိုင်ကဝမ်းသာအားရနဲ့ရောက်ခမအိမ်ကိုပြေးပြန်တာပေါ့ဒါပေမဲ့အိမ်ရောက်တော့မြင်လိုက်ရတာကသူမခင်မွန်းဟန်ကြီးအတွက်နာရီလုံနေတာကြီးရောက်ခမတွေကလည်းနင်းမြိုင်ကိုမြင်တာနဲ့နင်းကကျိန်စာတိုက်ခံထားရတဲ့မိမလာရတာမရှက်ဘူးလားဆိုပြီးဝိုင်းပြောကြတော့တာပဲတကယ်တော့နင်းမြိုင်နဲ့ညီမဖြစ်သူကဟန်မီသားစုတွေကိုလက်ထပ်ဝင်လာတာမကြသေးဘူးနင်းမြိုင်ကသူမမိဘတွေကိုတောင်တေစီခဲ့တဲ့နတ်ဆိုးမလို့အပြောခံနေရတာလေတကယ်ကလေမင်္ဂလာဦးညတုန်းကအိမ်အောင်ဦးစီးကနင်းမြိုင်ကိုစေးပလင်းလေးပေးပြီးဒါကိုဟန်ချီနဲ့အတူတူတောက်လိုက်ရင်အိမ်အောင်ရေးကိစ္စအဆင်ပြေသွားလိမ့်မယ်လို့ပြောခဲ့တာနင်းမြိုင်ကလည်းဘာမှမစင်စားပဲအဲ့ဒီစေးကိုကိုယ်တိုင်တောက်တယ်လို့ခင်မွန်းကိုလည်းတိုက်ခဲ့တာပေါ့အဲ့ဒီညကဟန်ချီကတကယ်ပဲနိုးလာပြီးသူတို့နှစ်ယောက်အိမ်အောင်ရေးကိစ္စပြီးမြောက်ခဲ့ကြတယ်ဒါပေမဲ့နောက်နေ့မနက်မှာပဲအကြီးဆုံးသခင်ကွယ်လွန်သွားပါပြီဆိုတဲ့သတင်းဆိုးကြီးထွက်လာတာပဲအဲ့ဒီမှာတင်လင်းမြိုင်ရဲ့ကောက်ကျစ်တဲ့ညီမကအခွင့်အရေးယူပြီးဒါတွေအားလုံးလင်းမြိုင်ကြောင့်ပဲသူကခင်မွန်းကိုပါတက်လိုက်တဲ့နတ်ဆိုးမဆိုပြီးအပြစ်ပုံချလိုက်တာအဖွားအိုကလည်းဒေါသထွက်ပြီးလင်းမြိုင်ကိုအိမ်ပေါ်ကနှင်ထုတ်လိုက်တဲ့လင်းမြိုင်ခမအပြင်မှာဒုက္ခရောက်နေတော့အခုနာကသူတောင်းစားလေးနဲ့တွေ့ခဲ့တာပေါ့အခုတော့လင်းမြိုင်ကသူမပိုက်ထဲမှာကံကောင်းခြင်းတွေရှိနေပြီဆိုတာသိတာနဲ့ဟန်မီသားစုစီပြန်လာခဲ့တယ်ဒါပေမဲ့ညီမဖြစ်သူကသူမကိုကန်ထုတ်ဖို့စူးစမ်းနေတော့မှပဲအဖွားအိုကခင်မွန်းဖြစ်သူရဲ့အကောင်းပေးမှာငိုရင်းနဲ့မိလဲသွားပြန်ရောအဲ့ဒီအချိန်မှာဗိုက်ထဲကကလေးကနင်းမြိုင်ကိုလှမ်းပြောတယ်မိမိအဖွားရဲ့အယိုးတွေကြားမှာအေးဆက်မောင်မိုက်နေတဲ့စွမ်းရည်တွေပိတ်နေတာအဲ့ဒီအထုံးကိုအခုချက်ချင်းဖြစ်ရမယ်မဟုတ်ရင်အဖွားတည်လိမ့်မယ်တဲ့ကလေးကနင်းမြိုင်ကိုတုံးနဲ့အဖွားရဲ့တင်ပါကိုရိုက်ခိုင်းတာနင်းမြိုင်ကလည်းအဖွားကိုကဲကျင်တာနဲ့တုတ်ကိုကောက်ကင်လိုက်တဲ့အချိန်မှာညီမဖြစ်သူနဲ့မိထွေးကနေယူနေလားဆိုပြီးတားကြတယ်နင်းမြိုင်ကရှင်းပြဖို့အချိန်မရှိတော့တာနဲ့အတင်းယုံထွက်ပြီးအဖွားရဲ့တင်ပါကိုတုံးနဲ့အားကုန်ရိုက်ချလိုက်ရောမိထွေးကဒေါသထွက်ပြီးနင်းမြိုင်ကိုရိုက်တက်ဖို့အမိန်ပေးနေတော့မှပဲအဖွားအိုကနိုးလာခဲ့တယ်ဖွားကလင်းမြိုင်ကိုဆွဲထူပြီးမင်းသာငါ့ကိုမကယ်ရင်ငါတည်သွားလောက်ပြီလို့ပြောလိုက်တာဒါကိုမြင်တဲ့ညီမကချက်ချင်းပဲအဖွားကိုကျမကယ်လိုက်တာပါလင်းမြိုင်နဲ့ဘာမှမဆိုင်ဘူးလို့လိန်ပြောလိုက်တယ်မိထွေးကလည်းလင်းမြိုင်ကကန်ဆိုးမှုတွေပဲယူလာတာဆိုပြီးအပြစ်တင်ပြန်တယ်နောက်ဆုံးမှာမိထွေးကလင်းမြိုင်ကိုဖမ်းပြီးဟန်ချီရဲ့အကောင့်ထဲမှာအရှင်လက်မြုပ်နှံဖို့အမိန့်ပေးလိုက်တယ်လင်းမြိုင်ကလည်းတည်တော့မယ်ဆိုတာသိတာနဲ့ကျမမှာကိုဝင်ရှိနေပြီလို့အော်ပြောလိုက်တယ်အဖွားအိုကဒီသတင်းကြတော့ဝမ်းသာသွားပြီးခွင့်လွှတ်ပေးဖို့လုပ်ပေမဲ့ညီမဖြစ်သူကလည်းကျမလည်းကိုဝင်ရှိနေပြီဒီတော့ဒီကန်ဆိုးတဲ့ကလေးကိုဘာလို့ဆက်ထားမှလဲဆိုပြီးအဖွားကိုထပ်ပြီးတုံဆိုင်သွားအောင်လုပ်ပြန်တယ်အဲ့ဒီအချိန်မှာပဲနမဲကျော်တာဦးဘုန်းကြီးရောက်လာပြီးဟန်မီသားစုမှာကံကောင်းခြင်းတစ်ခုနဲ့ကျိန်စာတစ်ခုရှိနေတယ်ကျိန်စာကိုအခုချက်ချင်းဆွန့်လို့ရမယ်လို့ဟောလိုက်တာတကယ်ကကျိန်စာကညီမဖြစ်သူရဲ့ဗိုက်ထဲမှာရှိနေတာဒါပေမဲ့လူတိုင်းကလင်းမြိုင်ရဲ့ကလေးကိုပဲကျိန်စာလို့ထင်သွားကြပြီးလင်းမြိုင်ကိုဖမ်းခိုင်းလိုက်တယ်လင်းမြိုင်ဘာလို့ရမှန်းမသိဖြစ်နေတော့မှဗိုက်ထဲကကလေးကထပ်ပြောတယ်မေမေမကြောက်နဲ့အခုယောက်ျားရဲ့အခေါင်းဖုံးကိုသာဖွင့်လိုက်ကျမသူ့ကိုကယ်ပေးမယ်တဲ့လင်းမြိုင်လည်းကလေးကိုကယ်ဖို့အတွက်အားလုံးကိုစုံစားပြီးအဆောင်တွေကြားကနေရုံထွက်ကဟန်ချီရဲ့အခေါင်းဖုံးကိုအားကုန်တုံးဖွင့်လိုက်တယ်အဲ့ဒီအချိန်မှာလင်းမြိုင်ရဲ့ဗိုက်ထဲကနေရွှေရောင်အလင်းတန်းကြီးထွက်လာပြီးအခေါင်းထဲကိုစီးဝင်သွားတယ်တာအုပ်ဖုံးကြီးကလင်းမြိုင်ကိုဖမ်းပြီးဒီမိခင်ရဲ့ခန္ဓာကိုယ်ကိုမိရှို့ပြီးတန့်စင်မရမယ်လို့လုပ်နေတော့မှာပဲမထင်မှတ်ပဲဟန်ချီရဲ့အခေါင်းဖုံးကဝုန်းကနေလွင့်ထွက်သွားပြီးအားလုံးမြင်သက်သွားကြတယ်တေးပြီးလို့ထင်ထားတဲ့သူမရဲ့ခင်ပွန်းဟန်ချီကတော့စိတ်ဝင်စားဖို့ကောင်းတော့မြန်မာစကားပြောဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ပါက Story Recap account ကို follow လုပ်ထားကြပါနော်